42ပစိုးနဲ့ဖြုတ်နေတာဒီကနေ့ကဘာလုပ်မှာလဲဆိုတော့ပလန့်ကိုတစ်စက္ကန့်ထောက်နိုင်100ပေးမယ်10မိနစ်ထိဆိုရင်ရော1000ထိပေးမယ်2မိနစ်2000 3မိနစ်ထောက်နိုင်လားပလန့်ကျွန်တော်ဒီမှာကော်စောလေးပါတယ်โอเคပထမချိန်လိုက်ခေါ်လူတွေ့ပြီဒါပဲဘယ်နှမိနစ်ထိထောက်နိုင်မယ်ကျွန်တော်10မိနစ်တော့ try ကြည့်လိုက်တင်တာပဲ 1 go easy ပါအခုမှ10စက္ကန့်ပဲရှိသေးတယ်နည်းနည်းတော့လှုပ်လာသလိုပဲ10မိနစ်ပြည့်သွားပါပြီ congratulation ပါတော့ပြီလား2မိနစ်လောက်သွားလိုက်အောင်နော်ကိုကြီးနော် challenge တစ်ခုရှိရယ် join မလား10စက္ကန့်ကို100ပေးမယ်10မိနစ်ဆိုရင်တော့1000ပေါ့နော်ဘယ်လောက်ထိ try မလဲရသလောက်ထိ okay 25စက္ကန့်10မိနစ်ကျော်သွားပါပြီ ကျော်သွားပြီနော် yes 2မိနစ်လောက်ထိလုပ်ကြည့်ပြောတော့ရှိသေးတာကျေးဇူးပါတယ်အမ secret 31 0စက္ကန့်ကနေစမယ်2 1 go စကားပြောနိုင်လားဂျင်းစော်ဘူးလားစော်ဘူးအေးစေးပါပဲတုံနေပြီရသေးတယ်10မိနစ်ခွဲ come on fighting 10 second 8 7 6 5 4 3 2 1 okay အဲ့ဒီလေခေါ်ကြည့်2 1 go အေးစေးပါကိုကြီးတော့ပစိုးနဲ့ဖြုတ်နေတာဘယ်နှစ်ရှိတော့ကိုကြီး42ကိုကြီးဂျင်းစော့မယ်စီစီစစ်ကျင်သွားနော်66 338မှာရှိရယ်66လမ်းပေါ်မှာပဲအမှရုပ်ချောကျွန်တော်ကိုလည်းတွေ့လိုက်မယ်40ကျော်သွားပြီကိုကြီးဆက်သွားမလားဆက်သွားမယ်2မိနစ်ကျော်သွားပြီဟုတ်လားပြည့်သွားပါပြီโอเคပါဒီဒီမှာလည်းခင်ဗျာဟုတ်2မိနစ်လောက်ပဲရအောင်တကယ်လို့ gym စော့မယ်ဆိုရင်ကိုဘီခုနပြော66 338ကြားကဒီစီစစ်ကျင်ကိုသွားလို့ရတယ်ပေါ့နော်2မိနစ်နဲ့20ပါ10 9 okay ဒီကြပါလေညီလေးဒါပြီးရင်တော့တော်ပြီပေါ့နော်အမပြီးရင် TikTok မှာသွားအားပေးအောင်နော်စကားမပြောနိုင်ဘူး5 9 okay မဟုတ်ကျေးဇူးပါခင်ဗျာဒီဗီဒီယိုကကိုဘီ follower 2သိန်းပြည့်ခါနီးမလို့ဒီကျွန်တော်လိုက်ပြီးတော့ giveaway ပေးရလို့လည်းပြောရင်ပြောလို့ရတယ်ပေါ့နော်ပြီးတော့စီစစ်ကျင်ကလည်းကျွန်တော်ပါဝင်အားဖြည့်ပေးတဲ့အတွက်ကြောင့်မလို့စီစစ်ကျင်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ bye bye